အားလုံးပဲမင်္ဂလာပါရှင်ဒီပန်းခေါင်းနည်းလေးကတော့တင်ပြီးသားလေးပါเนาะဒါပေမဲ့ဒီပန်းခေါင်းနည်းလေးကိုဒီမှာဒီပုံစံမျိုးလေးခေါင်းနည်းလေးကတင်ခဲ့ပြီးသားလေးပါဒါပေမဲ့ဒီပန်းခေါင်းနည်းလေးကိုသုံးပြီးတော့ဒီကျိုး3ကျိုးနဲ့ဒီဇိုင်း3မျိုးဖန်တီးပြမယ်ရှင်ဒီမှာကျိုးလေး3ကျိုးရှိရယ်เนาะဒီကျိုး3ကျိုးနဲ့ဒီဇိုင်း3မျိုးဖန်တီးကြမယ်ဒီပုံစံတိုင်းလေးပဲဒီတိုင်းလေးပဲခောက်ပါဒါပေမဲ့ပုံစံ3မျိုးထွက်အောင်လုပ်ပြမယ်အဲ့ဒါလေးကိုစိတ်ဝင်စားလိုက်ကြည့်ပေးเนาะပန်းကျက်ဒီဝါသနာရှင်တို့တော့ပါရှင်ပညာရှင်တွေကတော့ကြော်သွားပေးပါเนาะဝါကျိုးလေးကိုစပြီးတော့ခောက်မယ်เนาะအရင်ဆုံး3လက်မတိုင်းပါမယ်3လက်မတိုင်းပြီးအမှတ်ကလေးမှတ်မယ်เนาะပြီးနောက်ထပ်3လက်မတိုင်းပါမယ်အရှိချန်ခဲ့တဲ့3လက်မလေးကတော့အခွေလေးလုပ်ဖို့ပါเนาะသူ3လက်မကိုတော့ထုံးစံအတိုင်းအပွင့်လေးလုပ်ပါမယ်ကနုတ်ကလေးလုပ်ပါမယ်ရှင့်ဒီလုံးမလုံးလေးတွေကတော့အရှိခောက်တွေမှာလည်းပညာဒါနတွေမှာအရှိခောက်ကတင်ခဲ့တဲ့ပို့တွေမှာလည်းရှိပါတယ်เนาะကြည့်လို့ရပါတယ်အသေးစိတ်ကလေးကိုเนาะအခုတော့မြန်လေးပဲလုပ်ပြသွားပါမယ်3မျိုးလုပ်ပြအောင်ပါဆိုတော့လေကဲအပွင့်လေးရသွားပါပြီเนาะကဲနောက်ထပ်တလက်မခွဲပြန်တိုင်းပါမယ်เนาะတလက်မခွဲပါတစ်ခုနဲ့တစ်ခုအကွာဝေးတလက်မခွဲပဲထားပါမယ်เนาะတိုင်းပြီးအဲ့တလက်မခွဲအမှတ်ကလေးမှတ်မယ်ရှင်အဲ့ရနဲ့3လက်မပြန်တိုင်းမယ်ပြန်တိုင်းပြီးနောက်ထပ်တစ်ခုဓပွင့်ထပ်လုပ်ပါမယ်เนาะအပွင့်လေးတွေကဘတ်တူရပါမယ်ညတစ်ချမ်းတည်းပဲသွားပါမယ်เนาะထိတ်ကလေးနဲ့နောက်ကလေးကိုတော့အခွေလေးခွေရမယ်အခွေဆိုင်ကလေးကတော့တလက်မစီပဲခွေပါမယ်เนาะကဲနောက်ထပ်ပန်းရောင်လေးလုပ်ပါမယ်သူလည်း3လက်မချမ်းပါမယ်ရှင်ပြီးနောက်ထပ်3လက်မတိုင်းပါမယ်တိုင်းပြီးခုနလိုပဲအပွင့်လေးလုပ်ပါမယ်ကနုတ်ကလေးလုပ်ပါမယ်ကဲတိုင်းပြီးသွားရင်နောက်ထပ်တလက်မခွဲပြန်တိုင်းပါမယ်တိုင်းပြီးဒီတစ်ခေါက်တော့မတူတာကတော့ဒီဘက်ချမ်းအောင်ပါစက်ညင်ဘက်ကိုပြန်ပြီးခောက်မှာပါတစ်ချမ်းကဘယ်ဘက်ဆိုရင်တစ်ချမ်းကညာဘက်ကိုပြန်ပြီးခောက်မှာပါเนาะစက်ညင်ဘက်ကိုပြန်ပြီးခောက်မှာပါရှင့်တစ်ချမ်းနဲ့တစ်ချမ်းမတူအောင်ခောက်မယ်เนาะဟုတ်ကဲ့ရှင့်ကဲအပွင့်လေးလုပ်မယ်เนาะကဲအပွင့်လေးလုပ်ပြီးသွားပါပြီဒီလိုလေးကနုတ်ပုံစံမျိုးလေးဖြစ်သွားပါပြီเนาะကဲနောက်ထပ်တလက်မခွဲပြန်တိုင်းမယ်ရှင့်လက်မခွဲပြန်တိုင်းပြီးနောက်ထပ်3လက်မပြန်တိုင်းပြီးရင်လည်းစက်ကျင်ဘက်ကိုပြောင်းခွေမယ်ရှင်ဘက်ကတော့တူလို့မရအောင်เนาะဘဲညာအဲ့လိုသွားမှာရှင်သွားပြီးကနုတ်ပုံစံမျိုးလေးနဲ့ထိတ်လေးနောက်လေးကိုတော့အခွေလေးပဲပြန်လုပ်ပါမယ်အဲ့လိုပုံစံမျိုးလေးပါเนาะကဲကနုတ်ကလေးခွေဖော်ဘူးလေးပေါ်မှာစိုက်ပြမယ်เนาะကနုတ်အင်ကြီးပေါ်မှာဖော်တဲ့ပုံစံမျိုးလေးကိုပေါ့ဖော်ပေါ်မှာထိုးပြပါမယ်เนาะအဲ့လိုမျိုးပုံစံမျိုးလေးပါပန်းဒီတိုင်းကြည့်တန်းကြီးပါရှင်ဒီလိုမျိုးလေးကွေ့ကောက်ပြီးခွေမတာလဲလှတာပါเนาะအင်ဂျင်ပေါ်မှာလဲကဲအဝါလေးကိုကြတော့တချမ်းနဲ့သွားတဲ့ဟာလေးကိုကြတော့တချမ်းနဲ့သွားတဲ့ဟာလေးကိုလည်းခွေပြပါမယ်သူကတော့ဇာနာကုတ်လို့ခေါ်ပါရှင်အင်ကြီးလဲပဲနားလေးမှာလဲကုတ်ပါတယ်လက်ရဲ့အဖျားလေးနားမှာလဲအဲ့လိုမျိုးတချမ်းနဲ့သွားတာလေးကုတ်ပါတယ်เนาะခုနလုပ်ပြတဲ့ပန်းရောင်ကနုတ်ကလေးကကြတော့အနွယ်အခက်တွေပွင့်နားမှာသုံးများပါတယ်ဒါလေးကမနေ့ကလုပ်တဲ့ပန်းလေးပါရှင်ဒီလိုပုံစံမျိုးလေးလည်းလုပ်လို့ရပါတယ်เนาะ